Okay ငါရှိုးဝဲလေးပြီးပြီဆိုတော့ငါအိမ်ပြန်လိုက်ဟာရောငါကာပဲရောက်သွားလေရောဟာဟုတ်လေကွာရောငါကာမရှိတော့ဘူးဟာလောက်ကြပါဦးရောတော့ဒါဘယ်ကောင်းဆိုင်ကကြီးတွေကဟာဆိုင်ကမှာလိမ့်စာကတခုတွေ့တယ်အိမ်နံပါတ်69တဲ့ချန်ဝဲဘဲလန်းတဲ့လမ်းတလမ်းပဲကွာလမ်းနံပါတ်ကလည်းမဖတ်တော့ဘူးကွာဟုတ်ပြီအဲ့ကောင်လာခိုးရပဲဖြစ်မယ်ကွာငါလားအောင်ရှင်ကလိုက်သွားမယ်ဟာလိုက်သွားမယ်ဆိုမှတွေ့မယ်ဟောငါစိုက်ကကိုခိုးငါ့ကောက်ခိုးရတာငါလေးတော့မြေတော့လို့တော့တွေ့မယ်ကောဘယ်ဟောလဲမသိဘူးအဲ့ကောင်ကအခုချင်းစိုက်ကနဲ့လိုက်မယ်ရောက်သွားပြီသွားပြီရောက်စိုက်ကကြီးချုံသွားပြီရောက်စိုက်ကနှစ်ဝါလောက်ရပါဦးလို့ငါဘာချင်းနေသွားတော့မယ်နည်းနည်းစိတ်ပြက်တယ်ငါဘောမှာတခါမှချင်းရှောင်းမယ်လို့ငါမတွေးဘူးကွာဒီနားမှာပဲမေးပြီးငါသွားလိုက်တော့ချင်းရှောက်လာတော်တော်မောနေပြီကွာငါလမ်းတော့မရှောင်းနိုင်တော့ဘူးကွာတော်တော်လေးပဲရှောင်းနေရတယ်ကွာငါတော်တော်လေးမောနေပြီလို့ချင်းလမ်းရှောက်လာတာခါမှာခိုးကောင်ပဲတိုးနေငါလည်းပုံကြည့်နေရမယ်ဟောဘာလို့တောင်းနေခုတ်လာဟေးအောင်ဘာလဲရောက်ဘာဘသူတော့ဘသူတော့မမေးနဲ့Justin Bieber လေကွာJustin Bieber လားဟာကျွန်တော်အဲ့တော့လာရဲဗျာဘာကိစ္စလဲရောက်ဘာကိစ္စလဲမပြောနဲ့ရောက်ငါကောက်မခိုးရမလားဘယ်နာကျွန်တော်ခိုးရမှာလဲဗျာအဲ့ဒါကျွန်တော်မခိုးပါဘူးဗျာအဲ့ဒါတခြားပဲကလေးကချီကောင်းတကောင်ခိုးရဖြစ်မှာပါဗျာခိုးရမဟုတ်ပါဘူးဗျာတော့မသိကြရတာမသိကြရင်မင်းကဒီဒါသာချွေးပါလားJustin Bieber ကျွန်တော်ဓာတ်နဲ့ခုတ်နေတယ်ဟဲ့မင်းတို့တကယ်မခုတ်ပါကွာတော်တော်နေကျွန်တော်မခိုးပါဘူးဝေကောက်ကျွန်တော်မလုပ်ခိုးရမှာလေဒီကျွန်တော်ခင်ဗျာရှူပွဲလေကျွန်တော်မလာဘူးဒါဆိုအိမ်ထဲမှာတွေ့ရတဲ့အနီးအောင်ဆိုင်ကမှာမင်းရဲ့အိမ်လိမ့်ဆိုင်ခြေးထားပြီးတော့မင်းဘာလို့မင်းကမခိုးလို့မင်းကောင်ပြောတာအဲ့ဒါကျွန်တော်လည်းဖြစ်နိုင်တယ်လေပြီးကျွန်တော်ရဲ့အိမ်လိမ့်ဆိုင်အောင်သိမှာပေါ့အပိုးမပြောနဲ့ရောမင်းခိုးရဆိုငါတီးပြီးသားရောJustin Bieber မဲ့ပဲပါထင်းနေလေရောငါကာဦးပြန်ပေးရောပြန်ရောပြီရောစရာကျွန်တော်ပတ်စံမရှိဘူးလို့ကျွန်တော်ဒီအိမ်စုံမှာမနေနေရတယ်ရောမတီးရောငေါ့ပေးရောဦးထင်းနေပေးရောမပေးဘူးဗျာခင်ဗျဘာဖြစ်နေလဲလို့ခင်ဗျသိသွားမယ်တော့ကျွန်တော်တွေ့ရမင်းငေါ့ဘာဘလို့ပြောနေအောင်ငါ Justin Bieber တော့ရောမင်းကတခြားကောင်မဟုတ်ဘူးကျွန်တော်မပေးဘူးဆိုမပေးဘူးပဲဗျာမရှိဘူးလို့ပြောနေလေကျွန်တော်ဘာလို့ပေးရမှာလဲရောမင်းငေါ့ပေးလို့ပေးရောမင်းရှောင်းမရှိနဲ့မရှိဘူးလို့ပြောနေတာကွာဒီဘဲကတော့လာတယ်မရှိဘူးပေါ့ကွာမင်းဘာဖြစ်နေသွား Justin Bieber ဆိုတော့အတူပါချပေးလိုက်ပြီကွာမရှိဘူးပြောနေတာကွာရောက်သွားပြီရောက်ငါတကောင်တက်မိလိုက်ပြီရောက်ပြီသွားပြီကောလုံးဟိုပဲဥတုပ်ကြီးကြောင့်ဖြစ်တာဥတုပ်ကြီးကြောင့်ခိုင်းတာကွာJustin Bieber တယောက်တော့ရှော့ဝါကြီးJustin Bieber ရှော့ဝါလူကြီးအကုန်တိကုန်ပဲတော့ဖြစ်မဖြစ် Justin Bieber ကိုငါတနေ့မှာတော့ထားလိုက်ရမယ်ကွာတို့ထားလို့တော့မဖြစ်တော့ငါရှော့ဝါလိမ့်မယ်ဟေးလားကျွန်တော် Justin Bieber ကိုဒီမှာပဲပြလိုက်တော့မယ်ကွာဘာမှမထူးတော့ရှည်ထဲမှာပဲလေJustin Bieber စိတ်တော့မကောင်းပါဘူးမင်းကငါမရှိဘူးလို့ပြောတော့မင်းကအတင်းလာတောင်းနေတာโอเคလားခေးရေးပြချပေးလိုက်ပါပြီရောက်ငါရေးတဲ့ကြောက်ပါပြီငါရေးအောင် Justin Bieber ပြေသနာပါတော့ဒီကမပြစ်ချောက်လားကျွန်တော်ရေးနေတဲ့နေရာမှာပြစ်ချပါရှည်ရတိတ်နေတော့ရโอเคပါစိတ်တော့မကောင်းပါဘူးမင်းငါ့ကိုဒုက္ခလိုက်ပေးနေတာရောက်ငါဦးမနိုးလာတာပဲကွာအစားငါအိမ်မက်နေရတာအဲ့ဒါရမဟုတ်ပါဘူးငါဦးနာအိမ်မက်ထဲမှာ Justin Bieber တက်လိုက်တယ်လို့ငါအိမ်မက်တယ်ကွာအဖြစ်ရောက်ဟုတ်လေအိမ်မက်ထဲကအတိုင်းပုံစံလေးပဲကွာ
ငါတကယ်တက်တာမဖြစ်နိုင်တော့ဘူးနော်โอเคထားလိုက်ပါတော့ကောင်သိမသေးတော့ကလည်းမသိဘူးโอเคပါโอเค bro ရေကျွန်တော်ဒီနေ့မှာတော့ကျွန်တော် Justin Bieber ရဲ့ကားကိုခိုးပြခဲ့ရပါတော့အခုနကတော့ကျွန်တော် Justin Bieber တက်ခဲ့ရဆိုတာတကယ်မဟုတ်ပါဘူးအဲ့ဒါအိမ်မက်ကြီးပဲဖြစ်ပါတယ်ဗျာအဲ့တော့ကျွန်တော် Justin Bieber ကိုတော့ကျွန်တော်တကယ်မတက်ခဲ့ပါဘူးဗျာဟာတဲမှာကျွန်တော်ချစ်လို့စားတာပေါ့နော်အကုန်လုံးဒီဗီဒီယိုကဘယ်သူမှတော့မထိခိုက်မှုမရည်ရွယ်တာပါဘူးဗျာโอเค bro โอเคကျွန်တော်ဗီဒီယိုလိုက်ဒီလောက်ပါပဲခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကလေးကို like လေးပေးပြီးကျွန်တော် channel လေးကို subscribe လုပ်ခဲ့ကြပါကျွန်တော် channel အရောက် subscribe လုပ်ရလို့အရောက်100ပြည့်နေကြရင်ကျွန်တော် brain rot တွေကျွန်တော်မှရှိရယ် brain rot တွေအကုန်လုံးခင်ဗျပေးပါမယ်ခင်ဗျာဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ bye bye